နောက်ထပ်ရခိုင်သတင်းတပုတ်အနေနဲ့ကတော့ရခိုင်ပြည်မင်းပြမြို့နယ်မှာအယံမူပြီးကိုအင်ကုန်းမိရှို့သူကိုဖမ်းဆီးအမှုဖွင့်ထားတယ်လို့အရခမှုခင်းနဲ့ဆက်သတင်းများထုတ်ပြန်ရေးအဖွဲ့ကမနေ့ကဧပြီလ19ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဖမ်းဆီးအမှုဖွင့်ခံရသူကတော့မင်းပြမြို့နယ်ကလမတောင်ရွာကဦးကျော်လှ58နှစ်ဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ဧပြီလ12ရက်နေ့မှာကလမတောင်ကျွော်အတွင်းအရက်သေးစာတောက်စားမှုရပြီးကိုအင်ကိုမိရှို့ခဲ့တာကြောင့်နေအိမ်တစ်ဆောင်လုံးမီးလောင်ပြကျသွားခဲ့ရတာဖြစ်ပါတယ်။သူကိုဖမ်းဆီးအရေးယူပေးဖို့တိုင်တန်းချက်အရနောက်တနေ့ဧပြီလ23ရက်နေ့မှာဖမ်းဆီးခဲ့ပြီးတော့ရာဇသက်ကြီးပုံမှ436နဲ့အမှုဖွင့်ထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။သူအမှုဖွင့်ခံထားရတဲ့ပုံမှန်ဟာပြစ်မှုထင်ရှားရင်ထောင်ဒဏ်20ဖြစ်စေ10နှစ်ဖြစ်စေအပြင်ငွေဒဏ်လဲရှောက်မဲ့ခံရနိုင်တယ်လို့သိရပါတယ်ရှင်။